ချိန်ဒီတစ်ခါရှင်းပြမှာကရင်ကြီးဘိုက်ပူသူတွေအတွက်တောက်ထည့်နေဒီရင်သားကြီးရဲ့သူတွေရင်သားကြီးပြီးဘိုက်ပူတဲ့သူတွေအတွက်ဘယ်လိုတောက်ထည့်ရမလဲဆိုတာကိုရှင်းပြပေးပါမယ်။ဒါဆိုရင်ရှေ့ကျန်းအင်ကြီးပုံစံကိုပုံသေးလေးဆွဲထားပြီးရဒါဆိုရင်ထိတ်ဒီတောက်ရဲ့ရင်ထိတ်နေရာကနေပြီးတော့တောက်ထိုးမယ်ရင်ကြီးတာဖြစ်တဲ့အတွက်ရင်ထိတ်နေရာနေပြီးတော့တောက်ထိုးမယ်ဘယ်လောက်ထိုးမလဲဆိုတော့1 cm စားထိုးပေးရမယ်နော်ရင်ကြီးတဲ့အတွက်1 cm တောက်ထိုးမယ်ဒါဆိုတော့ရင်ထိတ်မြေရနေပြီးတော့ကတိနဲ့ညှက်မယ်ကတိနဲ့ညှက်လိုက်ပြီးတော့နောက်အစားထိုးမှလဲဆိုတော့1 cm ထမှမဟုတ်ဘူးเนาะအစားထိုးမှာဒါဆိုတော့ခွဲပေးရမယ်ကတ်ကြီးနဲ့ခွဲပြီးတော့ဒီခွဲထားတဲ့နေရာကိုအကွာအဝေးလေးနဲ့တိုင်းကြည့်ပေဂျိုးလေးနဲ့တိုင်း1 cm ဆိုပြီးတော့ပေဂျိုးလေးနဲ့တိုင်းလို့ရလာတဲ့နေရာမှာ1 cm အကွာအဝေးထားပြီးတော့တိတ်လေးနဲ့ကပ်ပေးတတန်ကိုတိတ်လေးနဲ့ကပ်မယ်ဒါဆိုအစားထိုးလိုက်ဒီဟာပေါ့အစားထိုးတဲ့ဟာဒီဟာအစားထိုးထားတာဒါဆိုစက်ကူကမရှိတော့ဘူးကုန်သွားလို့ဘယ်လောက်ထိုးထားလဲဆိုတော့1 cm ဒီဟာကို1 cm ခွဲချောင်းထုတ်ပြီးတော့အစားထိုးမယ်အဲ့ဒါဆိုတော့မူလမြင်းချောင်းကအပေါ်နဲ့အောက်နဲ့မညီတော့ဘူးအဲ့ညီအောင်ပြန်ညှိပေးမယ်ပေါ်မြင်းကနေအောက်ဆွဲချတဲ့အခါမှာဒိုလေးလာမယ်ဗိုက်စာလေးထောက်သွားရှေ့ကိုဘယ်လောက်ထောက်သွားလဲဒါဆိုရင်မူလမြင်းကပြားလေးပေါ့ဒါဆိုတာမူလမြင်းနော်မူလမြင်းအရှေ့ကိုဘယ်လောက်ထောက်သွားလဲပေကျိုးလေးနဲ့တိုင်းကြည့်ညနေပြီးအရှေ့ကိုဗိုက်စာဘယ်လောက်ထောက်သွားလဲဟိုမှာ4စိတ်ဆိုရင်ပေကျိုးနဲ့တိုင်းလို့4စိတ်ဆိုရင်ဒါဗိုက်စာ4စိတ်ဒါဗိုက်စာက4စိတ်ရင်းစားက1 cm အစားထိုးပေးရရင်ကြီးဗိုက်ပူတွေအတွက်ဒီပတ်တန်တိုင်းသုံးမယ်အဲလိုရင်ကြီးပြီးတော့ဗိုက်မပူပူတဲ့ဘိုက်မဟုတ်ဘူးဆိုရင်ဒီမှာထွက်ထားတဲ့4စိတ်ကိုဒီတောင်းညာမှာပါလာလုပ်မယ်ဆိုတော့စားပေးလိုက်ဒီဘက်2စိတ်ဒါရဲ့တစ်ဖက်တစ်ချက်စီကို2စိတ်စီ0.2 2စိတ်စီပါလုပ်ပေးရမလဲပို့ချုပ်ပေးလိုက်နော်ဒီလိုလေးဖြစ်သွားနော်ညှက်ထုတ်မယ်ပတန်အကြီးနဲ့မပြတော့ပတန်အသေးလေးနဲ့ပဲအဲ့ဒါဒါနေမြင်းလေးကိုညှက်ပေးရဒီလိုလေးဖြစ်သွားဒီမြင်းလေးနော်အရှိကိုထောက်သွားတာကဘယ်နှစိတ်လဲဆိုတော့0.4စိတ်ရှေ့ကို4စိတ်ထောက်သွားဒီလိုလေးဒါရင်ကြီးတယ်ဘိုက်ပူတဲ့သူတွေအတွက်ဘိုက်စာလဲထုတ်ပူသွားရင်းစားလဲ1 cm အစားထုတ်ပူသွားဘိုက်မပူတဲ့သူကြတော့4စိတ်ထွက်ထားတဲ့ဖြစ်တဲ့အတွက်ဒီဘက်ကိုဟိုဘက်တစ်ဖက်တစ်ချက်စီကို2စိတ်လောက်ဘာဖြစ်လဲပို့ချုပ်ပေးလိုက်ပေါ့ထုတ်တဲ့အခါမှာပို့ပြီးတော့ချုပ်ပေးလိုက်ဟိုဘက်နဲ့ဒီဘက်နဲ့ပို့ချုပ်လိုက်ခောက်တဲ့အခါပို့ပြီးတော့ခောက်ပေးလိုက်